အားလုံးပဲမင်္ဂလာပါပရီးမီယာလိပွဲစဉ်18ရက်စနေနေ့ညမှာကစားမဲ့ပရီးမီယာလိပွဲစဉ်တွေထဲမှာလီဗာပူးအသင်းကအင်္ဂလန်အန်ဖီးမှာဟူဘာနန်ကိုလက်ခံကစားသွားမဲ့ပွဲစဉ်တစ်ပွဲလည်းရှိတယ်။ဆိုတော့ပထမဆုံးလီဗာပူးအသင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့စပြောမယ်ဆိုရင်တော့လီဗာပူးကလက်ရှိ current form ရပြန်ပြီးတော့မှတည်ငြိမ်လာပြီဖြစ်တယ်လို့နောက်ဆုံးပြိုင်ပွဲစုံ3ပွဲဆက်အနိုင်ရထားပြီးတော့မှဒီအနိုင်ရထားတဲ့3ပွဲရဲ့အသင်းတွေကိုပြန်ကြည့်မယ်ဆိုရင်အင်တာမီလန်ဘရိုက်တန်နဲ့တစ်ဖက်ကထော်တမ်ဟော့စပါအသင်းတို့လိုဥရောပမှာဒါကျွန်တော်တစ်ဖက်ပြိုင်ဘက်အသင်းတွေကိုခက်ခဲကစားရနိုင်တဲ့ဒါပြိုင်ဘက်အသင်းတွေကိုဒုက္ခကောင်းကောင်းပေးတတ်တဲ့အသင်းတွေကိုအနိုင်ရထားပြီးတော့မှကစားသမားတွေအနေနဲ့ရောနီးပြအန်နီစလော့အတွက်ပါယုံကြည်မှုအပြည့်အဝပြန်ရထားတဲ့အခြေအနေဖြစ်တယ်လို့လမ်းကြောင်းမှာပြန်ရောက်နေပြီလေလို့ကျွန်တော်တို့ပြောရမယ့်အနေအထားဖြစ်တယ်ဆိုတော့ကျွန်တော်တို့စဉ်းစားမှာပေါ့လေဒါလီဗာပူးအသင်းမှာတိုက်စစ်နဲ့ပတ်သက်ပြီးတော့မှဝိဖြစ်နေတဲ့အချက်တစ်ချက်တော့ရှိတယ်ဒါကဂက်ဖိုကိုရိုင်းက injury ဖြစ်နေတယ်လို့မိုဆာလက်ကလည်းအာဖရိကပွဲစဉ်တွေကစားဖို့အတွက်အီဂျစ်လက်ရွေးစင်အတွက်ပေါ့လေပြန်ပြီးတော့လှုပ်ရတယ်လို့ဒါပြီးခဲ့တဲ့ပတ်တုန်းကဒီအီဆက်က injury ဖြစ်သွားတဲ့အတွက်3လလောက်လီဗာပူးအသင်းနဲ့မပူးပေါင်းနိုင်မဲ့အခြေအနေကြောင့်မို့လို့တိုက်စစ်ပိုင်းမှာတော့အနှဲငယ်အပြော့တရားရှိနေတဲ့အနေအထားဖြစ်တယ်ဒါပေမဲ့လို့အသင်းရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ EKTK ကခြေစွမ်းပြနေတယ်လို့ဒါကျွန်တော်တို့ Fran ပေါင်လည်းအသင်းနဲ့ပြန်လည်ပူးပေါင်းနိုင်ပြီးတော့မှခြေစွမ်းပြထားတယ် Florian Wirtz လည်းဒီနောက်ပိုင်းပွဲစဉ်တွေမှာ goal fan မှုတွေပြုလုပ်နိုင်တယ်လို့ဒါကျွန်တော်ခြေစွမ်းပြနေတဲ့အနေအထားကြောင့်မို့လို့ဒါကျွန်တော်တို့လီဗာပူးတိုက်စစ်အတွက်တော့အနှဲငယ်အဆင်ပြေနေတဲ့အနေအထားဖြစ်တယ်လက်ရှိပေါ်လေလီဗာပူးတင်းကပရီးမီယာလိပွဲစဉ်18ပွဲကစားပြီးရမှတ်29မှတ်နဲ့အဆင့်4ကချဲလ်ဆီအသင်းနဲ့ရမှတ်တူအနေထားကိုကွာခြားချက်ကြောင့်သာအဆင့်9နေရာမှာရှိနေတဲ့အတွက်နီးပြအန်နီစလော့ကကျွန်တော်တို့ဒီပွဲကိုဒါ NBA အပြင်နဲ့အာယုံစိုက်ပြီးတော့မှအိမ်ကွင်းမှာရမှတ်ပြည့်ရအောင်စွမ်းဆောင်မဲ့အနေထားဖြစ်တယ်လီဗာပူးအသင်းနဲ့အမှန်တိုင်းပြောရရင်တော့ချန်ပီယံလမ်းကြောင်းပေါ်ကနေဒါကျွန်တော်တို့တွေးဖက်သွားတဲ့အနေထားမှာဒါလက်ချန်ပွဲစဉ်တွေကိုတော့သူတို့အကောင်းဆုံးအနိုင်ယူပြီးတော့မှချန်ပီယံလိဝင်ခွင့်ရအောင်ကြိုးပမ်းမဲ့အနေထားကြောင့်မလို့ဥပါနန်အသင်းအတွက်တော့မလွယ်ကူနေတဲ့အနေထားဖြစ်တယ်ဒါဥပါနန်အသင်းအတွက်တော့စိတ်ပြက်စရာအခြေအနေကပရီးမီယာလိ18ပွဲကစားထားပြီးတော့မှရမှတ်2မှတ်ပဲရပြီးတော့မှအဆင့်20မှာရှိနေပြီးဒီရာသီမှာတန်းဆင်းရဖို့အတွက်ရာဂိုင်းနှုန်းအများဆုံးအခြေအနေမှာဖြစ်နေတယ်လို့ဒါကျွန်တော်တို့ပေါ့လေဒီတိုက်စစ်ကလည်းနောက်ဆုံးပြိုင်ပွဲဆို9ပွဲမှာသွင်းကို2ဂိုးပဲရထားပြီးတော့မှခန်းစစ်ကတော့ပွဲတိုင်းမှာအနည်းဆုံးသွင်းကို2ဂိုးလောက်ထိပေးနေရတဲ့အနေအထားထိဥပါနန်ဟာတော်တော်လေးကိုခြေစွမ်းပိုင်းရအစိုးရနေတဲ့အနေအထားဖြစ်တယ်ဒါကျွန်တော်တို့အဝေးခွင်းပေါ့လေဒါသူတို့အနေနဲ့ဒါ10ပွဲကစားထားတဲ့နေရာမှာအဝေးခွင်း10ပွဲမှာရမှတမတ်ပဲရထားပြီးတော့မှအဝေးခွင်းပေါ့လေဒါဖောင်အောက်ဆုံးအသင်းဖြစ်နေသလိုလီဗာပူးအသင်းနဲ့နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု9ပွဲစလုံးမှာလုံးဝအနိုင်မရဘဲနဲ့2023ဖေဖော်ဝါရီလနောက်ပိုင်းဥပါနန်ဟာလီဗာပူးကိုအသာရထားခြင်းမျိုးမရှိတဲ့အနေအထားဖြစ်တယ်ဆိုတော့လက်ရှိအနေအထားအရလီဗာပူးကကျွန်တော်တို့အိမ်ကွင်းအန်ဖီဖြစ်တာရဲ့ကျွန်တော်တစ်ဖက်ကဥပါနန်ဟာခြေစွမ်းပိုင်းကျဆင်းနေတဲ့အနေအထားဖြစ်တယ်လို့ရုန်းကန်နေရတယ်လို့ဒါကျွန်တော်တို့ပေါ့လေခန်းစစ်ကလည်းသွင်းကိုတွေဇက်တိုက်ပေးနေရတဲ့အနေအထားကြောင့်မို့လို့လီဗာပူးကကျွန်တော်တို့ဟူဘာတန်ကိုအိမ်ကွင်းမှာသွင်းကို2ဂိုးလောက်သွင်းယူပြီးတော့မှဒါကျွန်တော်တို့ပရီးမီယာလိအဆင့်4ကိုယာယီတက်မဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ကမြင်တယ်ပေါ့လေဆိုတော့ချစ်ရှုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်